ကျွန်တော်ဟာဆရာရဲ့လက်ပတ်နာရီကိုပဲစိုက်ကြည့်နေပြီးအချိန်ဘယ်လောက်ရှိပြီလဲလို့လက်ထောက်မေးခဲ့ပါတယ်ဆရာကအချိန်တွေအများကြီးကြံပါသေးတယ်လို့ပြောပေမဲ့ကျွန်တော်စိတ်တွေကတော့လုံးဝမတည်ငြိမ်နိုင်ခဲ့ပါဘူးအဖြေတွေမှန်သလားမှားသလားတောင်ဂယုမဆိုင်နိုင်တော့ပဲကမန်းကရန်ရေးချစ်ပြီးအဖြေလွှာအကအပြင်ကိုဝုန်းကနေပြေးထွက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့လမ်းကြားထဲမှာကျွန်တော်အကူကဖက်နှက်လဲစီးဖို့အတွက်စိုးရိမ်တကြီးနဲ့စောင့်နေလို့ပါဒါပေမဲ့မြောင်းငယ်လေးတစ်ခုကိုခုန်ကူးလိုက်တဲ့အချိန်မှာဖက်နှက်တစ်ဖက်ကရေထဲပြုတ်ကျသွားပါတယ်ရေစီးတန်တာကြောင့်ဖက်နှက်ကမျောပါသွားပါတော့တယ်ကျွန်တော်လည်းနောက်ကနေလိုက်ဖမ်းပြီးဆယ်ဖို့ကြိုးစားပေမဲ့အချိန်ချင်းလွဲချော်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ဖက်နှက်ကကြောက်ပြားတစ်ခုအောက်ထဲရောက်သွားတာကြောင့်ကျွန်တော်ဟာစိတ်ပြက်လက်ပြက်နဲ့ငူမိပါတော့တယ်စိတ်ကောင်းရှိတဲ့ဆိုင်ရှင်တယောက်ကဒါကိုသိသွားပြီးတုံးနဲ့ထိုးထုတ်ပေးလိုက်တာကြောင့်ဖက်နှက်ကပြန်မျောလာပြီးတခြားလူတယောက်ကကောက်ပေးခဲ့ပါတယ်ကျွန်တော်လမ်းကြားထဲကိုရောက်ပြီးအကိုကိုဖက်နှက်ပေးလိုက်တဲ့အခါသူကအရန်နောက်ကျတယ်ဆိုပြီးကျွန်တော်ကိုစူပါတယ်တကယ်တော့ကျွန်တော်ဖက်နှက်ကိုသူကိုယ်တိုင်မတော်တဆပြောက်အောင်လုပ်ခဲ့တာမို့ကျွန်တော်အရန်ဝမ်းနေသွားပါတယ်အဲ့ဒီနေ့ကသူကျွန်တော်ဖက်နှက်ကိုပြင်ပေးပြီးဟင်းသီးဟင်းရွက်ဆိုင်ရှိမှာခဏချထားတော့အမိုက်ကောက်တဲ့သူကအမိုက်မှတ်ပြီးယူသွားခဲ့တာပါသူဖက်နှက်ကိုပြန်ရှာမတွေ့ပဲဆိုင်ကပစ္စည်းတွေကိုပါမတော်တဆတိုက်မိခဲ့တာကြောင့်ဆိုင်ရှင်ရဲ့မောင်းထုတ်ခြင်းကိုတောင်ခံခဲ့ရပါတယ်ဒီအမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာကျွန်တော်ရင်ခွဲမတက်ခံစားရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်ရဲ့တရံနေသောဖက်နှက်ဖြစ်နေလို့ပါဒါပေမဲ့ကျွန်တော်တို့ကအဖေကိုလည်းမပြောရဲသလိုမိသားစုကလည်းဖက်နှက်အစ်စ်ဝယ်ပေးနိုင်တဲ့အခြေအနေမရှိပါဘူးအဲ့ဒီအချိန်ကစပြီးကျွန်တော်တို့နှစ်ယောက်ကြားမှာတိတ်ဆိတ်တဲ့အပြေးပြန်ပွဲလေးစတင်ခဲ့ပါတယ်ကျွန်တော်ကြောင်းစင်းတာနဲ့အိမ်ကိုအမြန်ပြေးပြန်ပြီးဖက်နှက်လဲပေးရပါတယ်အဲ့ဒီနောက်အကိုကအဲ့ဒီဖက်နှက်ကိုပဲစီးပြီးကြောင်းတက်ရပါတယ်ဟောင်းနှွမ်းနေတဲ့အားကစားဖက်နှက်လေးဟာကျွန်တော်တို့နှစ်ယောက်ရဲ့လှုပ်ဝက်ချက်ဖြစ်လာခဲ့ပါတယ်တနေ့မှာတော့ကျွန်တော်ဖက်နှက်ပြောက်လေးကိုကြောင်းကွင်းထဲမှာမိန်းကလေးတစ်ယောက်စီးထားတာတွေ့လိုက်ရပါတယ်ကျွန်တော်နဲ့အကိုဟာသူ့မနောက်ကိုတိတ်တဆိတ်လိုက်သွားပြီးဖက်နှက်ပြန်တောင်းမှုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အဖေကမျက်မမြင်ဖြစ်နေပြီးသူတို့မိသားစုကကျွန်တော်တို့ထက်တောင်ပိုဆင်းရဲနေတာကိုမြင်လိုက်ရတဲ့အခါစိတ်မကောင်းဖြစ်ပြီးလက်လျှော့ခဲ့ကြပါတယ်မျောလင်းချက်ကုံဆုံးလူနီးပါးဖြစ်နေချိန်မှာအကိုကအဝေးပြေးပြန်ပွဲမှာတတိယဆူရတဲ့သူကိုအားကစားဖက်နှက်တရံပေးမယ်ဆိုတာသိသွားပါတယ်သူကကျွန်တော်အတွက်အဲ့ဒီဖက်နှက်ကိုရအောင်ယူပေးမယ်လို့ကတိပေးခဲ့ပါတယ်ပြန်ပွဲနေ့မှာသူဟာအစွမ်းကုန်ပြေးခဲ့ပြီးပထမနေရာအထိတောင်ရောက်ခဲ့ပါတယ်အဲ့ဒီဖက်နှက်ကိုလိုချင်တာကြောင့်သူကတမင်အရှိန်လျှော့ခဲ့ပေမဲ့တခြားကောင်လေးတစ်ယောက်ကသူ့ကိုတွန်းလှဲလိုက်တာကြောင့်မြေကြီးပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျသွားပါတယ်ဒါပေမဲ့သူဟာနာကျင်မှုကိုအန်တုပြီးဆက်ပြေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာပထမဆုကိုရရှိသွားပါတယ်ဆရာတွေကအယံဝမ်းသာနေကြပေမဲ့ကျွန်တော်အကူကတော့ဝမ်းနဲ့တတနဲ့ငိုနေခဲ့ပါတယ်သူဖက်နှက်ကိုမရခဲ့လို့ပါသူဒီသတင်းကိုပြောပြတဲ့အခါသူအစွမ်းကုန်စူးစမ်းခဲ့မှန်းကျွန်တော်သိပေမဲ့ရင်ထဲမှာတော့နည်းနည်းတော့ခံစားရပါတယ်ပိုဆိုးတာကကျွန်တော်တို့ရဲ့တရံနေသောဖက်နှက်ကလည်းလုံးဝပျက်စီးသွားပြီဖြစ်တာပါဒါပေမဲ့ကျွန်တော်တို့မသိလိုက်တာကတော့အဖေကကျွန်တော်တို့နှစ်ယောက်အတွက်ဖက်နှက်အသစ်နှစ်ရံကိုဝယ်လာပေးနေပြီဆိုတာပါပဲ